สวัสดีครับမင်္ဂလာပါခင်ဗျကျွန်တော်နဲ့အတူထိုင်းစကားတစ်နေ့ကို9လုံးအစီအစဉ်ကနေကြိုးစားပါတယ်အခုရက်20အထိတောင်ရောက်ခဲ့ပါပြီဒီနေ့မှာတော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်ကစာကြောင်း9လုံးကိုတပရိထဲစာတန်းတစ်ခုအဖြစ်ကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကဲစလိုက်ကြရအောင်ကျွန်တော်တရက်ဒီနှစ်လိမ္မော်တီစားမယ်ဒီစကားကိုထိုင်းလို့ဘယ်လိုပြောမလဲผมကျွန်တော်จะกินစားမယ်မမွားကပ်စုံတည့်ရည်နဲ့လိမ္မော်သည်ထိုင်းမှာကြတော့ကျွန်တော်စားမယ်တည့်ရည်နဲ့လိမ္မော်သည်အဲ့လိုဖြစ်သွားတယ်မြန်မာမှာကြတော့ကျွန်တော်တည့်ရည်နဲ့လိမ္မော်သည်စားမယ်ထိုင်းမှာကြတော့ผมจะกินမမွားကပ်စုံโอเคเนาะနားလည်မယ်เนาะပြီးတော့ผมဆိုတာကျွန်တော်จักဆိုတာကဖို့မယ်กินဆိုတာကစားသည်မမွားဆိုတာတည့်သည်ကပ်ဆိုတာကနှစ်အတူမမွားကပ်တည့်သည်နှစ်အတူစုံလိမ္မော်သည်ကိုจะกินစားမယ်ผมจะกินမမွားကပ်စုံครับဒီဗီဒီယိုလေးကနေပြီးတော့လည်းတစ်ခုရတယ်ဆိုရင်ကျွန်တော်ကိုမမ yes လို့မှတ်ခဲ့ပေးပါအောင်ပြီးတော့နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ် see you in the next video thank you